ကျွန်တော်အင်္ဂလိပ်စာကိုလေ့လာတယ် I study English ဒီစာကြောင်းလေးမှာဆိုလို့ရှိရင် I ဆိုတာလေးက subject လေးဖြစ်ပါတယ် study ဆိုတာကတော့ verb ပါ English ဆိုတာကတော့ object လေးဖြစ်ပါတယ်အဲ့တော့ဒီစာကြောင်းလေးကိုကြည့်မယ်ဆိုလို့ရှိရင် subject verb object ဆိုတဲ့ pattern လေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ beginner လေးတွေအတွက်အင်မတန်အသုံးဝင်မဲ့ sentence pattern တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့သင်ခန်းစာလေးမစခင်မှာ sentence ဆိုတဲ့စကားလုံးလေးကိုကြည့်ရအောင်ပါ watcher ဆိုတာကဘာကိုပြောချင်တာလဲ watcher ဆိုတာကတော့ပြည့်စုံတဲ့အကြောင်းအရာတစ်ခုအတွေးခေါ်တစ်ခုကိုစကားလုံးလေးတွေအစီအစီစီစဉ်ထားပြီးတော့မှပြောလို့ရတဲ့အကြောင်းအရာလေးတွေကို watcher လို့ခေါ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် I eat ငါစားတယ်ဒါလေးကတော့ complete sentence she runs သူမပြေးတယ်ဒါလေးကလည်းပဲ complete sentence လေးဖြစ်ပါတယ် Ronnie first ဒါလေးကတော့ sentence မဟုတ်ပါဘူးဒီမှာ subject လည်းပါမနေဘူး object လည်းပါမနေပါဘူး Ronnie first ဆိုတဲ့မြန်ပြေးတယ်ဆိုတဲ့စကားလုံးလေးပဲပါတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကောင်ကိုတော့ sentence လို့မခေါ်ပါဘူးဟုတ်ပါပြီဒီသင်ခန်းစာလေးမှာဆိုလို့ရှိရင် sentence pattern 6ခုကိုလေ့လာသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ sentence pattern လေးတွေကိုပြောပြီးတဲ့အခါမှာပို့ပြီးတော့နားလည်လွယ်အောင်မလို့ဥပမာဝါကျလေးတွေနဲ့ပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ subject verb object I eat rice ကျွန်တော်ထမင်းစားတယ် He reads books သူစာအုပ်တွေဖတ်တယ် She loves cats သူမအကြောင်းလေးတွေကိုချစ်တယ်နောက်ထပ် pattern လေးတစ်ခုကတော့ subject verb adjective I am happy ကျွန်တော်ပျော်ရွှင်တယ် She is tired သူမပင်ပန်းတယ် He is tall သူအရက်ရှိတယ်နောက်ထပ် pattern လေးတစ်ခုကိုဆက်ကြည့်အောင်ပါ subject verb adjective This is a pen ဒါကဖောင်လေးတစ်ချောင်းဖြစ်ပါတယ် He is a teacher သူကဆရာတစ်ယောက်ဖြစ်ပါတယ် She is a nurse သူမကသူနာပြုဆရာမတစ်ယောက်ဖြစ်ပါတယ်နောက် pattern လေးကတော့ subject verb adverb She runs first သူမမြန်ပြေးတယ် They speak clearly သူတို့ရှင်းရှင်းလင်းလင်းစကားပြောတယ် I eat slowly ငါဖြည်းဖြည်းလေးစားတယ်အချင်းမှာ subject verb object ဆိုတဲ့ pattern လေးကိုရှင်းပြခဲ့ပါတယ်ဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့ object နှစ်ခုလာပါမယ် subject verb objectအဲ့ဒီ pattern လေးကိုဘယ်လိုသုံးမှာလဲဆိုတာကိုကြည့်ကြည့်အောင်ပါ I gave him a gift ကျွန်တော်သူ့ကိုလက်ဆောင်ပေးခဲ့တယ် him က object ဖြစ်တယ်လို့ gift ဆိုတဲ့လက်ဆောင်ဆိုတာကလည်း object ပဲဖြစ်ပါတယ် She sent me a letter သူမငါစီကိုစာတစ်စောင်ပို့ခဲ့တယ်ဒီမှာ me ဆိုတဲ့ကျွန်တော်ကိုဆိုတာလည်းပဲ object ဖြစ်တယ်လို့ a letter ဆိုတဲ့စာဆောင်လေးကလည်းပဲ object ဖြစ်ပါတယ် They sent me a present သူတို့ကျွန်တော်စီကိုလက်ဆောင်ပို့ပေးခဲ့တယ်ဒီနေရာမှာ bonus tip လေးတစ်ခုပြောချင်ပါတယ် object နှစ်ခုရှိတဲ့နေရာမှာအဲ့ဒီ object နှစ်ခုကိုရှေ့နောက်ဖလှယ်လို့ရပါတယ်ဒါပေမဲ့သတိထားရမယ့်အချက်လေးပါပါတယ် Okay ဒီစာကြောင်းလေးကြည့်ကြအောင် I gave him a gift ကျွန်တော်သူ့ကိုလက်ဆောင်တစ်ခုပေးခဲ့တယ်အဲ့ဒီနေရာမှာ him နဲ့ a gift ဆိုတာလေးနဲ့ကိုရှေ့နောက်ဖလှယ်လို့ရပါတယ် I give a gift to him အဲ့တော့ဒီနေရာမှာဗာလေးပို့လာလဲ to2 ဆိုတဲ့အရာလေးပေါ်လာပါတယ်အဲ့တော့ to2 ဒါမှမဟုတ်ဆိုရှင် for ဆိုတဲ့စကားလုံးလေးတွေကိုထည့်ပေးရမှာဖြစ်ပါတယ် Okay နောက်ဆုံးတစ်ခုကိုသွားလိုက်အောင်ပါ subject verb object place and time ဥပမာလေးတွေကိုကြည့်ကြည့်အောင်ပါ I study English at school every morning
ကျွန်တော်မနက်တိုင်းကျောင်းမှာအင်္ဂလိပ်စာကိုလေ့လာတယ်အဲ့တော့ဒီမှာဆိုရင် I ဆိုတာက subject study ဆိုတာက verb English ဆိုတာက object at school ဆိုတာက place every morning ကဘာဖြစ်မှာလဲ time ဟုတ်ပါတယ်ဟုတ်ပါပြီနောက်ထပ်ဥပမာစာကြောင့်လေးဆက်ကြည့်အောင်ပါ She plays the guitar at home on Sundays သူမတနင်္ဂနွေနေ့တွေမှာအိမ်မှာဂီတာတီးတယ်ဟုတ်ပါပြီနောက်ဆုံးဥပမာစာကြောင်းလေးပါ He cooks the dinner in the kitchen every evening သူညနေတိုင်းမြို့ကြောင်ထဲမှာညစာချက်တယ်ဒီနေ့လေ့လာခဲ့တဲ့ sentence pattern 6မျိုးကိုတကယ်သုံးတက်လားမသုံးတက်ဘူးလားဆိုတာကိုသိဖို့ comment မှာနမူနာစာကြောင်းလေးတွေရေးကြည့်ပေးခဲ့ပါနော်လေ့လာပြီးတဲ့အခါမှာလေ့ကျင့်ဖို့လိုပါသေးတယ်အဲ့ဒါအတွက် PDF file လေးပြင်ပေးထားပါတယ်ဒီ PDF file လေးတွေမှာဆိုလို့ရှိရင်ဒီဗီဒီယိုအစားကနေပြောခဲ့တဲ့ sentence ဆိုတာပါလဲပြီးရင် sentence pattern လေး6မျိုးရယ်သူရဲ့ဒီဥပမာလေးတွေရယ်ပြီးတာနဲ့ဒီ exercise ပေါ့နော်ကိုနားလည်ခြင်းရှိမရှိစစ်ဆေးဖို့အတွက် exercise လေးတွေရောတခါတည်းပြင်ဆင်ပေးထားပါတယ်အဲ့ဒါကြောင့်မလို့ဒီ PDF file လေးကို download လုပ်ပြီးတဲ့အခါမှာကိုလေ့လာခဲ့တာလေးတွေကိုပြန်နှွေးရင်းနဲ့ exercise လေးလုပ်လို့ရပါတယ်အဲ့ဒါကြောင့်မလို့ဒီခုပဲ download ဆက်ပြီးတော့ဖြည့်ကြည့်ကြည့်ပါရှင်အဲ့ဒီထဲမှာအဖြေလေးတွေလည်းတခါတည်းပါတဲ့အတွက်ကြောင့်မလို့အဖြေတိုက်လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်